ဒါလည်းစိတ်နဲ့ကြီးလေးစောင့်ပြီဓမ္မများကိုပေါ်ကြခွင့်ပြုတော်မူပြီးနိုင်ငံတော်ဓမ္မဂရိကတွင်လေးဖြင့်ဩဓမ္မသာရအရှင်သူများဆွမ်းကြည့်လို့လာပါပြီခင်ဗျာကျွန်တော်တောင်းတကြောင့်ပဲသူမြတ်ကသမဏနေသတ္တနာကျွန်တော်ဉာဏ်တန်ဃာတော်များစေတမဏေများကိုဘုမြတ်ရတာလည်းပဲကျွန်တော်မင်္ဂလာတပါးပါပဲခင်ဗျာဒါကြောင့်မို့ယနေ့ညမှာဆိုရင်ဖြင့်ယနေ့ညမှာဆိုရင်ကျွန်တော်ထေရဝါဒညာတို့ဓမ္မသဘင်ဘုရားကြီးကိုပြင်ပပြုလုပ်တော့ကျွန်တော်